စိတ်ကောင်းတာနံပါတ်1စကားကိုပြစ်ကြအောင်ပြောကိုဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလုပ်နဲ့လုံးဝရှောင်အဲဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမရပြီဆက်လို့ရမှာပါတော့မင်းမပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော့မင်းမာနတွေဒေါသတွေမကြည့်ပါနဲ့ပြောပြောင်ဂျင်တလ်မန်ဖြစ်အောင်နေစမ်းပါတန်ဝိပါခီမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါဝရင်းကြီးမင်းကိုကြိုးတာမကြည့်နဲ့သူများရဲ့စိတ်ကစားကိုနားလဲပေးပါအဲ့ဒီအချက်၄ချက်မင်းမပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းတို့ရှေးကအသင့်ကြအသင့်ဆိုတာဖြစ်ပြီ၄ချက်မင်းမပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းတို့ရှေးကအသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်